မင်္ဂလာပါရှင်ကျွန်မဒီ property and beyond ကနေခေါ်နေတဲ့ sales and customer care intern position ကိုစိတ်ဝင်စားလို့ရှောက်ချင်ပါတယ်ကျွန်မချင်းမဲမှာနေတာကတော့2နှစ်နဲ့6လရှိပါပြီကျွန်မစီမှာ motor cycle driving license ရှိတယ် car driving license ရှိပါတယ်ကျွန်မရဲ့ CV အတွေ့အကြုံမှာကြတော့အများတော့အဖြစ် NGO background ပေါ့နော်ဒါပေမဲ့ဒီ sales အပိုင်းမှာရောဒီ customer ကို service ပေးတဲ့အပိုင်းမှာရောကျွန်မစီမှာအတွေ့အကြုံရှိရယ်ပေါ့နော် bachelor fresh graduate ဖြစ်တော့ကျွန်မဒီ family own the store ဆိုင်မှာအကျိုးဖုံးဆိုင်ပေါ့နော်ဖုံးဆိုင်ရယ်ပြီးရင်အထည်ဆိုင်ရယ် family run နဲ့ဆိုင်မှာကျွန်မ manage လုပ်ပူပါတယ်စီးရင်လည်းကင်ပါတယ် sale ဘိုင်းမှာရောကျွန်မကကန်ရပါတယ်ဒီဖုန်းကိုခေါ်တဲ့ဟာတွေလည်းကျွန်မလုပ်ရပါတယ်အဲ့ဒီအတွေ့အကြုံကတော့ကျွန်မစီမှာရှိတယ်ပေါ့နော် customer ရဲ့စီးရင်စီအားပြုစုတဲ့အပိုင်းမှာလည်းကျွန်မစီမှာအတွေ့အကြုံရှိပါတယ်ဥပမာဆိုလို့ရှိရင်ကျွန်မဒီ NGO လောက beginner level လုပ်တဲ့အခါမှာကျွန်မ logistic လုပ်ရတယ်quotation တွေကောက်ရတယ်ပြီးဒီဒီ seller တွေရဲ့စီးရင်တွေကျွန်မပြုစုရတယ် contact တွေပြုစုရတယ်ပြီးလို့ရှိရင် quotation ကောက်ရတဲ့ big analyze တွေလုပ်ရတယ်ပေါ့နော်အခါကျတော့ကျွန်မဒီစင်းစရာပိုင်းကိုလည်းကျွန်မအဆင်ပြေပေါ့နော်လုံနိုင်တယ်လို့ကျွန်မယုံကြည်ပါတယ်ဘာသာစကားအနေနဲ့ကတော့ကျွန်မကထိုင်းဘာသာစကားကိုintermediate level ပြောတတ်တယ်နားလည်တယ်ရေတော့မြစ်တတ်ဘူးဖတ်တော့ဖတ်တတ်ဘူး English လည်းရတယ်ဒါပေမဲ့ကျွန်မဒီ intern position ကဒီ interview လို့ရှိရင် staff ဖြစ်နိုင်တဲ့အတွက်ကျွန်မဒီအလုပ်ကိုကျွန်မရှောက်ရှင်တယ်ပေါ့နော်ကျွန်မစိတ်လေးစိတ်ဝင်စားပါတယ်ဟုတ်ကျေးဇူးတင်ပါတယ်ရှင်